အခုခေတ်မှာလူတို့တော်များများကရေးကြီးအကြောင်းအရာတွေကိုအသေးမွားလေးတွေဆိုပြီးတော့လူရှိတတ်ကြရင်နော်ဒါပေမဲ့အဲ့လိုအသေးမွားတွေကပဲနောက်ဆက်အကျိုးဆက်တွေပေးလာနိုင်နေဆိုတာပဲဒါကြောင့်ကျမတို့ဖိတ်ကနေပြီးတော့မှအရေးကြီးပေမဲ့ဂီယိုမုံဖြစ်သေးတဲ့အကြောင်းအရာတွေကျမတို့ဒီနေ့ပြီးတဲ့နေ့ဆက်ပြောလို့ရှိနေလို့ဆိုရင်တွေ့တဲ့နိုင်တဲ့မကြဆင်းမပိတ်မိစေတဲ့အတွက်လူအများရဲ့နှလုံးသားကိုသတိပေးနားထောင်သွားမှာဖြစ်ပါတယ်ဒါနဲ့ကျမသတိထားမိတာကလူတွေရဲ့တက်တန်းဟာတစ်နေ့ချက်တစ်နေ့ပိုတူလာရဆိုတာပဲဘာလို့ဆိုအစားအစာအနေထိုင်အလုပ်အကိုင်စိတ်ကျန်းမာရေးအကုန်လုံးဟာဆက်နွယ်နေတာကြောင့်ပါစိတ်ကျန်းမာမှာကိုယ်ကျန်းမာမယ်ဆိုတဲ့အတိုင်းပဲကိုယ်ခန္ဓာကျန်းမာမှာလို့ရတိုင်းကအစိတ်ဖြစ်ကောင်းမှုလာမှာဒီတော့အဲ့လိုကြောက်ရတွေကိုပြပြမယ်ဆိုရင် knowledge ရှိဖို့ကအများကြီးလိုတဲ့ကြောင့်ကျမတို့ရဲ့ Founders of Radio page ကနေပြီးတော့မှ child abuse and labor mental issue နဲ့ physical fitness ဒီကြောက်ရသုံးချက်ကိုအခြေခံပြီးတော့မှ knowledge share ပေးချင်တာတွေမကသေးပါဘူး။ရေပွင့်စကားသံတွေကိုပါနားထောင်ပေးသွားမယ်နေရာလေးတစ်ခုအနေနဲ့ကကျမတို့အဖွဲ့ရဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။ဆိုတော့အဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးနောက်ထပ်လည်း sharing လုပ်ပေးသွားပါအောင်လို့ information နဲ့လက်မလို့သွားအောင်လို့ Founders of Radio page လေးကို like follow and share လုပ်ချင်ပြီး support လုပ်ချင်တဲ့ညီပေးခဲ့ကြပါအောင်နော်။